Hello အားလုံးမင်္ဂလာပါ Pinky Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့သားတွေရဲ့ first day school ဖြစ်တဲ့အတွက်သူတို့ကတော့ ready ဖြစ်နေပါပြီကျောင်းသွားဖို့အတွက်ဒီနေ့ကကျောင်းဖွင့်နေဆိုပေမဲ့လည်းကျောင်းမှာအခန်းတွေပါရှင်းပေါ့နော် cleaning day ဆိုတော့သူတို့တွေက uniform ဝတ်ဆရာမလိုပါဘူးရှင်ဒီနေ့ကတော့ရိုးရိုးဝတ်လေးဝတ်ပြီးတော့ပဲကျောင်းသွားနေပါတယ်ကဲကျောင်းရောက်ပြီဆိုတော့သူရဲ့ဆရာမကသူတို့ရဲ့နေရာအလိုက်ပေါ့နော်တာကြီးဆိုလို့ရှိရင်လည်း grade 2တာငယ်က grade 1ပေါ့နော်သူနေရာနဲ့သူနေရာချပေးနေပါတယ်ဒီနေ့ကတော့ first day ဆိုတော့ Pinky တို့ကတောက်လျှောက်မပြန်ပဲခဏလေးစောင့်ကြည့်နေတာပေါ့နော်သူတို့ဘာတွေလုပ်လဲပေါ့နော်နေ့တိုင်းလိုပဲပေါ့လုပ်တာတော့ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့လည်းကိုကပထမဆုံးနေ့ဆိုတော့ကလေးတွေကိုလေးထားမသွားချင်လို့ခဏလေးစောင့်ကြည့်နေပါတယ်အခုကတော့သူတို့ဆရာမတွေကသူတို့ကလေးတွေကိုပေါ့နော်လွယ်အိတ်ထားတဲ့ပုံလေးတွေဘယ်လိုထားရမလဲသူတို့ကျောင်းမှာစီကန်းလေးတွေပေါ့နော်ဆရာမအရှက်နေပြောကလေးလေးတွေကလိုက်ပြီးလုံနေတာပေါ့နော်ပြီးရင်သူတို့အတန်းလေးတွေကဘယ်အတန်းကြားတယ်ဘယ်ဆရာမနဲ့ကြားတယ်ဆိုသူတို့မိတ်ဆက်ပေးနေတယ်ပြီးရင်ကျောင်းသားတွေတဦးနဲ့တဦးပေါ့နော်ဘောဆောင် grade 1 grade 2 grade 3အားလုံးပေါ့နော်သူတို့အချင်းချင်းမိတ်ဆက်နေကြတာပေါ့နော်ပြီးတာနဲ့နိုင်ငံတော်တချင်းနိုင်ငံတော်အလံလွင့်ထင်းတဲ့နိုင်ငံတော်တချင်းကိုလည်းစိုးနေပါတယ်ပြီးတော့ပေါ့နော် Pinky တခုကြိုက်တာကျောင်းရဲ့ security ပေါ့နော်အရန်ကိုကောင်းပါတယ်ပေါ့နော်ကလေးတွေရဲ့ safety အတွက်ကိုသူတို့အရန်ရေးထားမှလောက်ထားပြီးတယ်ပေါ့နော် security တွေဆိုလို့ရှိရင်လည်းအရှိမ3ယောက်လောက်ပေါ့နော်ထားပြီးတယ်အဲ့အတွက်ကိုအရန်သဘောကျပါတယ်ဒီကျောင်းကိုပေါ့နော်ကလေးအချင်းချင်းနှုတ်ဆက်ပြီးပြီဆိုရင်တော့အခုကတော့ဆရာမတွေနဲ့ပေါ့နော်ဆရာမတွေကိုနှုတ်ဆက်တာပေါ့နော်ကဲ Pinky တို့လည်းအလောက်လေးကြည့်ပြီးအိမ်ပြန်ခဲ့ပါတယ်ပြီးတော့ Pinky ကလည်းဘိုက်ရန်စားနေလို့ကတိကိုဝင်စားပါတယ် Pinky နဲ့ Pinky မျိုးသားကတိကိုလေးစားပြီးမှအခန်းကိုပြန်ပါတယ် Pinky Blog ကိုအဆုံးထိကြည့်ပြီးတဲ့အတွက် thank you so much ပါဒါတော့ဗီတာရီရဲ့ first day ပေါ့နော် cleaning day လေးဖြစ်ပါတယ် thank you bye bye